ဒီနေ့ကျွန်တော်အရန်ပြောနေရဲ့ဗျဘာလို့လဲဆိုတော့ဗျာကျွန်တော်အားလုံးလေးဒီ line လေးဖွင့်ပြီးတစ်တော်ရဲဝင်ကြိတ်တာဗျာကျွန်တော်ရဲ့ video တစ်ပုတ်ကဗျာ like 1000ကျော်နေတယ်ဗျာကျွန်တော်အဲ့လိုမျိုးတစ်ခါမှမရဘူးဗျာပြီးတော့ရှိသေးတယ်ဗျာ comment လေးမှန်းထားတယ်တွေ့သေးတယ်ပရိုးတဲ့ကြိုးစားတဲ့အမြဲတမ်းအားပေးနေမယ်အဲ့လို comment လေးလည်းတွေ့တယ်ဗျာအဲ့လိုမျိုးလေးမှတ်ပြီးလဲတွေ့တယ်ကျေးဇူးတင်ပါတယ်ဗျာကျွန်တော်ဘဝမှာအဲ့လိုမျိုးလေးတစ်ခါမှအပြောမခံရဘူးဗျာအဲ့လိုမျိုးလေးပြောပြတော့လေကျေးဇူးတင်ပါတယ်ဗျာပြီးတော့ like တောင်မှဗျာကျွန်တော်20ရက်ထက်ပို့ပြီးတော့တစ်ခါမှမရဘူးဗျာဟောပြီးတော့ရှိသေးတယ်ဗျ idol တဲ့ခေါ်ထားရရှိတယ်ဗျကျွန်တော်ဘဝမှာအဲ့လို idol လို့တစ်ခါမှမခေါ်ခံရဘူးဗျာခေါ်ပြီးတဲ့တယောက်ချင်းဒီတိုင်းကိုလည်းအများကြီးချစ်ပါတယ်ဗျတချို့ reply လေးကိုလည်းမပြန်ပြစ်လို့ရှိရင်တောင်းပန်ပါတယ်ဗျာဘာလို့လဲဆိုတော့ဗျာကျွန်တော်အားတဲ့ချိန်လေးမှာဒီTikTokလေးပေါ်တက်ရတာမလို့ပါဗျာအလုပ်တစ်ဖက်နဲ့ဆိုတော့ဗျာအားကြောင့်မလို့တချို့ reply လေးကိုမပြန်ပြစ်တာပါဗျာအဲ့အတွက်လည်းတောင်းပန်ပါတယ်ဗျာကျွန်တော်အကောင်းဆုံးကြိုးစားသွားပါမယ်လို့ဆက်ပြီးအားပေးကြပါဦးလို့